အားလုံးပဲမင်္ဂလာပါ Football Group ကကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော် free tip လေးတစ်ပွဲပေးသွားချင်ပါတယ်ဘယ်ပွဲလေးလဲဆိုလို့ရှိရင်စိတ်ပေါ်လီနဲ့ Bayern Munich ပွဲလေးကိုကျွန်တော် free tip အနေနဲ့ပေးသွားချင်ပါတယ်အဲ့တော့ free tip လေးမပေးခင်ကျွန်တော်စီမှာမန်မာဝင်နေတာဖြစ်ဖြစ်ကျွန်တော်ရဲ့ BNB တစ်သိန်းတန်ရောင်းပွဲတွေဝယ်နေတာဖြစ်ဖြစ်ကျွန်တော်ရဲ့ TikTok info ထဲမှာရှိရဲ့ Viber ဖုန်းနံပါတ်ကနေလာပြီးတော့ဝယ်လို့ရပါတယ် Telegram channel ကို join နေတဲ့သူတွေရှိလို့ရှိရင် @football group 2026ဆိုတဲ့ Telegram channel လေးကို join လိုက်ပါအဲ့ဒီမှာကျွန်တော်ရဲ့မန်မာ record တွေဘာတွေညာတွေအကုန်လုံးကိုကျွန်တော်နေ့စဉ်နဲ့အများတင်ပေးထားတာရှိပါတယ်။သိန်းတန်ရောင်းပွဲလည်းအဲ့ကနေဆက်သွယ်ပြီးဝယ်လို့ရပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့free tip က2ရက်ဆက်ကျွန်တော် chorus score အတိအကျနဲ့မှန်ထားတယ်ပေါ့နော်။ရှေ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်တပွဲမှန်ထားတယ်။ပြီးတော့ဟိုတနေ့ကလည်းကျွန်တော်တပွဲမှန်ထားတယ်ပေါ့နော်။နှစ်ပွဲchorus score အတိအကျနဲ့မှန်ထားပါတယ်။အဲ့တော့အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်နေ။ Football Guru ရဲ့ free tip တွေကိုအားပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့စိတ်ပေါ်လီနဲ့ Bayern Munich ပွဲလေးရဲ့30ချက်လေးကိုစလိုက်အောင်ဒီပွဲမှာBayern Munich ကနေပြီးတော့အဝေးကွင်းကနေတစ်လုံး80ရှုံးပေးထားတယ်ဂိုးမောင်းကြီးက3လုံး20ရှုံးလောက်ပဲရှိတယ်ပေါ့နော်ဒီဂိုးမောင်းကြီးကလည်းနှိမ့်နေ body ဈေးကလည်းနှိမ့်နေလို့ကျွန်တော်ပြောချင်တယ်ပြီးတော့ Bayern Munich အနေနဲ့ဒုတိယကျော် Real Madrid နဲ့ကန်စီယာရှိတဲ့အတွက်ကြီးနှိမ့်နေတာလို့သတ်မှတ်ခြင်းသတ်မှတ်လို့ရတယ်ဒါပေမဲ့ Bayern Munich ဆိုတာဂျာမနီမှာခလေးဘူအသင်းဖြစ်တဲ့အတွက်ဘယ်အသင်းကိုမဆိုသူကအလွယ်တကူအနိုင်ယူနိုင်စွမ်းရှိတယ်ပေါ့နော်အဲ့တော့frying ball လို့အဆင့်8အိမ်ဝင်းကောင်းပါဆိုတဲ့အသင်းကိုတော့မှအရန်နီနဲ့ကန်တာတော့မှဗျာတလုံး90ရှုံးလောက်ပေးခဲ့ပြီးတော့2-3နဲ့ပြန်နိုင်ခဲ့တဲ့ Bayern Munich အနေနဲ့စိတ်ပေါ်လီကို3-4-5ပြတ်ဖို့ဆိုတာမခက်ဘူးလို့ထင်တယ်ဒါပေမဲ့ဒီနေ့ပေးထားတဲ့ဈေးမှာမယိုးသားမှုတွေရှိနေတယ်လို့ကျွန်တော်မြင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင် Bayern Munich အနေနဲ့လည်းစံချိန်တွေသွင်းကိုတွေစံချိန်တွေရမှတ်တွေကိုရပြီးပြီဖြစ်တယ်သူအာယုံဆိုင်ရမှာနောက်ပွဲ Real Madrid နဲ့ပွဲဖြစ်တယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ frying back ကိုတော့အဝေးကွင်းမှာစတုံးပါဗျာတလုံး90ရှုံးပေးခဲ့တာကန်ကန်ကြီးကတလုံးတရီလောက်ဖြစ်သွားပြီးတော့2-3နဲ့ရအောင်ကန်ခဲ့တဲ့ Bayern Munich အနေနဲ့အဆင့်16ရောက်နေတဲ့တန်းစင်းစုံရောက်နေတဲ့စိတ်ပေါ်လီကိုတလုံး80ရှုံးဆိုတာတော်တော်လေးကိုပြော့တဲ့ဈေးလို့ကျွန်တော်ကတော့သတ်မှတ်တယ်ပြီးတော့ဒီနေ့မှလည်း Bayern Munich အနေနဲ့ထိုးသားက80%ကျော်လောက်ထိစောင်းနေတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့စိတ်ပေါ်လီကိုစွန့်စားပြီးတော့ရင်းတင်တယ်လို့ကျွန်တော်ထင်တယ်Bayern Munich အနေနဲ့လည်း Real Madrid ပွဲကိုအာရုံရောက်နေမှာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒီနေ့မှာကျွန်တော်စိတ် body လေးကိုသဘောကျမိပါတယ်ဒီပွဲကိုကျွန်တော်ရဲ့ member တစ်3ခွက်ထဲမှာလည်းတစ်ခွက်ထည့်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က free tip ပေးလို့ရှိရင်ကျွန်တော်ရဲ့ member တစ်ထဲမှာပါတဲ့တစ်ခွက်ကိုအမြဲတမ်းပေးလိရှိပါတယ်အဲ့တော့ကျွန်တော်ညကြရင်ပေးမယ် member တစ်3ခွက်ထဲမှာဒီပွဲကလည်းတစ်ပွဲပါဝင်ဖြစ်မှာဖြစ်ပါတယ်အကြိုက်တွေ့ရင်တော့ like ဆော့လို့ရပါတယ်အကြိုက်မတူဆိုဘက်ကန်လို့ရပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ရွေးချယ်မှုကစိတ် body ဖြစ်ပါတယ် chorus score အနေနဲ့ဆိုလို့ရှိရင်1-2ဆိုတဲ့ရလဒ်မျိုးကိုခန့်မှန်းချင်ပါတယ်အနည်းဆုံးတော့တရေရမရရင်တစ်လုံးရှုံးတစ်လုံးလောက်နဲ့ရမှာဖြစ်တဲ့အတွက်ကျွန်တော်အနေတော့စိတ် body ကြီးအောင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ Football Group လို့ခေါ်ပါတယ်